စီးချိုသွေးချိုခဏတက်နေတဲ့တူတွေဆိုလို့ရှိရင်ဒီနီးကိုဒါလောက်ကြည့်နော်သူ့မှာစီးချိုသွေးချိုကြီးပဲမဟုတ်နော်သွေးတိုးကိုပါကြစေတယ်ဒီအပင်ကိုကြတော့ဝီတို့ကရှမ်းနံပင်လို့ဝီတို့ခေါ်တာပေါ့နော်သူ့မှာဆိုလို့ရှိရင်ကောင်းကျိုးတွေကတော့အများကြီးပဲရှိတယ်နော်သူ့မှာဆိုလို့ရှိရင်ကိုလက်ကခဲနိုင်ကျင်ပြီးတော့အစင်မြင့်ရောက်နေတဲ့တူတွေဆိုလို့ရှိရင်တုံးပေးလို့ရတယ်ပြီးလို့ရှိရင်ပန်းနာရင်ချက်တွေပြီးလို့ရှိရင်တုတ်ကွေးတွေကိုလည်းသူကတတ်တာစေတယ်ပေါ့နော်ဒီနီးကိုကြတော့ဝီကစီးချိုသွေးချိုဖြစ်နေတဲ့တူတွေဆိုလို့ရှိရင်ဒီနီးတိုင်းကိုဒါလောက်ကြည့်နော်တကယ်ကိုထိရောက်မှုရှိစေတယ်ဒီရှမ်းနံပင်ကိုပေါ့နော်အမြင့်ထိပါဝီတို့ယူပါပေါ့နော်ပြီးလို့ရှိရင်ရေကိုတေချစေအောင်စေရေစုထဲမှာပေါ့နော်ဝီတို့က10မိနစ်15မိနစ်ကိုပြုတ်ပေးနော်ရလာတဲ့ရေကိုမနက်တစ်ခါနေ့လယ်တစ်ခါညနေတစ်ခါပေါ့နော်ဝီတို့ကသမင်းစားပြီးတိုင်းကိုဝီတို့ကတောက်ပေးရမယ်အဲ့ဒီခါကြလို့ရှိရင်စီးချိုရယ်သွေးချိုရယ်သွေးတိုးရယ်သူကထိမ့်ပေးပြီးသားဖြစ်သွား